ဝမ်းလင်ကအုံမြင့်တိဆောက်ခြင်းအဆင့်ကိုရောက်ခဲ့ပါပြီ။ဝမ်းလင်ကနေရာတစ်ခုရှာပြီးတော့ဆက်လန်းကျင့်နေပါတယ်။အဲ့ဒီအချိန်မှာလူထုဆန်းတစ်ယောက်ရောက်လာခဲ့ပါတယ်။သူ့နာမည်ကတော့အားတိုင်ပါ။ဝမ်းလင်စီကနေဝင်ကပါစီရင်သေးလေးနဲ့သူ့ရဲ့ဘုံရောက်ဆန်းထပ်ပစ္စည်းလေးကိုလဲခဲ့ပါတယ်။နောက်ရမှာအားတိုင်ကထပ်ရောက်လာပြီးတော့သူ့ရဲ့သခင်စီကိုခေါ်သားခဲ့ပါတယ်။အားတိုင်ရဲ့သခင်ကတော့ရှင်းကိုင်းရဲ့ဘိုးဘေးပါ။သူကရှင်းကိုင်းကိုမတော်နိုင်တဲ့အတွက်ကြောင့်ဝမ်းလင်ကိုသူ့ကိုစားရှင်းကိုင်းကိုတော်ပြောပေးစီနေတာပါ။ဝမ်းလင်ကသဘောတူပြီးရှင်းကိုင်းကိုသွားခဲ့ပါတယ်။ရှင်းကိုင်းအကြီးကဝမ်းလင်ကိုဂိုင်းနဲ့ဝင်စီခြင်းသည့်အတွက်ဝမ်းလင်ကမတက်တာလို့ဂိုင်းနဲ့ဝင်ခဲ့ပါတယ်။နှင်900မှာတစ်ချိန်ဖွင့်တဲ့နေမီပြင်ပစစ်မြေပြင်လမ်းကြောင်းကိုမကြခင်ဖွင့်လှစ်တော့မှာပါ။အဲ့ဒီစစ်မြေပြင်ကိုမတော့ခင်ချဲမန်တောင်ကြားတိုက်ပွဲကိုအရင်ဝင်ရမှာပါ။အဲ့ဒီနေရာနှစ်ခုလုံးကိုတော့အုံမြင့်တိဆောက်ခြင်းအဆင့်တွေပဲဝင်လို့ရမှာပါ။အမျိုးတွေဖွဲ့ခြင်းနဲ့တရေသားအဆင့်တွေဝင်လို့မရပါဘူး။ဒီမှာနှစ်စုံမျိုးတွေကရောက်လာပြီးတော့ဗြိတိပုံစံကိုပြပြီးတော့တွေ့ရှိခဲ့ရင်သူတို့စီအနံမှာမအနံရင်တက်ပြစ်မယ်လို့ရှင်းချောက်ခဲ့ပါတယ်။ထောင်းရံကအသူမင်းဟန်လေးအတွက်ဝမ်းလင်ရဲ့ဒီနေရာရဲ့သူ့သွေးသားတော်ဆက်သူတွေရဲ့ဒီနေရာတွေကိုရှင်းမစီကနေတရေသားလက်နဲ့လက်ဆောင်တစ်ခုပေးပြီးတော့ကျင်းမော်ကနေရှာခိုင်းခဲ့ပါတယ်။တစ်ဖက်မှာတော့ဝမ်းလင်ကအရှင်းကိုင်းတဲ့အတူကျဲမတောင်ကျောကိုဝင်သွားခဲ့ပါပြီ။